ကျွန်တော်ဒီညတော့ what is trading ပေါ့ trading ဆိုတာပါလဲပေါ့နော် trading ကပတ်စံတကယ်ရှာလို့ရလာလားပေါ့နော်ပြီးတော့ trading ဆိုတာပါလဲကျွန်တော်တချို့တွေကဗာလဲတိပိသားလူလည်းရှိမယ်လုံးဝကိုမတိသေးတဲ့လူလည်းရှိမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ trading ကအခုလိုဒီ21ရာစုမှာတော်တော်လေးခေတ်စားနေတဲ့အရာပေါ့နော်ဒီခုခေတ်ကလူတွေက trading ဘိုင်းမှာပဲဟိုတွားနေကြပြီပေါ့နော်အဲ့ဒါပဲဟိုကျွန်တော်တို့ဒီမြန်မာအတိုင်းဝိုင်းထဲနေလဲဒီ trading နဲ့ပတ်သက်ပြီးတော့တွားဖို့ကျွန်တော်တို့အမြဲတမ်းတိုက်တွန်းတာပေါ့နော်ဒါပေမဲ့တချို့တွေကတော့တိတ်ပြီးတော့မတွားဘူးပေါ့နော်မတွားတဲ့ခါကျတော့ကျွန်တော်တို့တွေကအာနာဘယ်လိုပြောမလဲဒီအာ free trade training ကကျွန်တော်တို့လုပ်ရချင်းဖြစ်တယ်ပေါ့နော် Okay ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဒီ trading မလုပ်ခင်ကျွန်တော်တစ်ချက်remind ချင်တယ်ကျွန်တော်ဒီ trading disclaimer ပေါ့နော် This training is not a substitute for professional legal advice ပေါ့နော်ကျွန်တော်ဒီကျွန်တော်ဒီညတင်တန်းပြီးမှာက professional legal advice မဟုတ်ဘူးပေါ့နော် legal advice မဟုတ်ဘူးကျွန်တော်တို့က free training ဖြစ်တယ်เนาะဒါဘဟုတ်တုတ်တအနေနဲ့ကျွန်တော်တို့လုပ်ထားတာဖြစ်တယ်ငွေကြီးလည်းမယူဘူးပြီးတော့ဒီတင်တန်းနေပူငွေရမဲ့နီလာများကိုတင်ကြားဖြစ်ချင်းဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်အတိအလင်းပြောချင်တယ်ပြန်ငွေကြီးဆိုင်ရာအကြံပေးခြင်းမဟုတ်ဘူးပေါ့နော်ငွေကြီး financial advice မဟုတ်ဘူးပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်ဒီနေ့အတိအလင်းပြောချင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တိုးတက်တဲ့နိုင်ငံတွေမှာကျွန်တော်တို့တကယ်ဟိုငွေကြီးဆိုင်ရာတင်တန်းတစ်ခုခုဒါမှမဟုတ်ရင်ဘာတင်တန်းပဲဖြစ်ဖြစ်ပြီးနေဆိုရင်တော့ကျွန်တော်တို့ကprofessional ဖြစ်ရတာပေါ့နော်license ရှိရတယ် certificate ရှိရတယ်ဒါပေမဲ့ဒီဟာတွေကကျွန်တော်တို့ငွေကြီးဘယ်လောက်ထည့်ရမလဲဘယ်လောက်လုပ်ရမလဲဆိုတဲ့ဟာခင်ဗျားတို့ငွေကြီးကိုကျွန်တော်တို့ကကျွန်တော်ကအကြံပေးတာမဟုတ်ဘူးtrading ကဘယ်လိုပိုက်ဆံရှာလို့ရလဲဆိုတဲ့ဟာလေးပဲကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီ disclaimer အနေနဲ့ကျွန်တော်အရင်ဆုံးပြောပြချင်တာပေါ့နော် Okay ဟုတ်ပြီဆိုတော့ trading ဆိုတော့trading နဲ့ပတ်သက်ပြီးတော့ဘ ഹു တုတလီကျွန်တော်တို့အမ်တချို့တွေရှိမယ်မရှိတဲ့လူရှိတယ်ဆိုရင်ကျွန်တော်တို့တစ်ချက်လောက် trading နဲ့ပတ်သက်ပြီးတော့ရှိပြီးပြီဆိုရင်ကျွန်တော်တို့တစ်ချက်လောက် thumbs up လုပ်ပြီးလို့ရမလားမနော် trading ကဘာလဲဆိုတဲ့ဟာပေါ့နော် ဘယ်သူတွေသိပြီးပြီလဲเนาะဘာကြောင့်လဲဆိုသိတဲ့လူလည်းမသိတဲ့လူအာကျွန်တော် mix တဲ့ခါကြတော့တင်ဒီညကျွန်တော်တင်ပြီးတဲ့ဟာလဲကျွန်တော်ဘယ်လိုပြောမလဲဘယ်လိုသိပြီးသားလူနဲ့မသိတဲ့လူကျွန်တော်တင်ပြီးတဲ့ချိန်မှာကွဲပြားနိုင်ရလीเนาะဆိုတော့ဘယ်သူတွေသိပြီးပြီလဲ trading M စောဝင်းတော့မသိဘူးလုံးဝမသိဘူးเนาะဘာမှမသိဘူးဟုတ်ပြီတခြားလူတွေရောကျွန်တော်လည်းမသိမသိဘူးเนาะဟုတ်ပြီတခါမှလည်းမကြောက်မလုပ်ဘူးပေါ့เนาะ Okay ဒါမှတော့ဒီ group ထဲမှာပါပြီထင်တယ်ဟုတ်ဒါမှမသိသေးဘူးเนาะဟုတ်ပြီတခြားလူတွေရောဒါတိ trading နဲ့ပတ်သက်ပြီးတော့သိဘူးလား no 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 ဟုတ်ပြီ မလို့ဖို့စ Okay မလုပ်ဘူးဟုတ်ပြီเนาะမိုက်ဖွင့်လို့ရနော်အာမနာနဲ့เนาะဟိုရုပ်လည်းဖွင့်လို့ရတယ်ဗီဒီယိုလည်းဖွင့်လို့ရတယ်เนาะအာမနာနဲ့ကျွန်တော်openly ပဲเนาะဒါကျွန်တော်ပညာတစ်ခုခုရမယ်ဆိုရင်ဒါတရားအကုန်လုံးပွင့်လင်းရတာပေါ့เนาะကိုကမြန်မာအတိုင်းဝိုင်းတွေကထိုးတစ်ဖက်ကျွန်တော်တို့မမေးရတာမပြောရတာတွေရှိတတ်တယ်အဲ့ဒါတွေကကျွန်တော်တို့ဒါထားခဲ့ရမှာပေါ့เนาะကိုမေးချင်တာကိုသိချင်တဲ့ဟာတွေကိုမေးရမှာเนาะအဲ့ဒါကကျွန်တော်ကိုတိုးတက်ဖို့ပေါ့เนาะ Okay ဟုတ်ပြီဒီ trading နဲ့ပတ်သက်ပြီးတော့ trading ဆိုတာကကျွန်တော် online မှာငွေကြီးထည့်ပြီးတော့အယောင်းဝယ်လုပ်က stock forex communities เนาะ stock ဆိုတာကျွန်တော်တို့ဒီအခုကျွန်တော်တို့ TV ထဲမှာခဏခဏလာတဲ့ stock တွေပေါ့เนาะပြီး forex ကြတော့ငွေကြီးပေါ့เนาะကျွန်မ US ဒေါ်လာနေကျွန်တော်ဗာလဲ Aussie ဒေါ်လာနေစင်ကာပူဒေါ်လာအဲ့လိုမျိုးလဲတဲ့ဟာတွေ forex ခေါ်တယ် communities ကြတော့ကျွန်တော်ရွှေတို့ပေါ့နော်ပန်တို့ပေါ့နော်အဲ့ဒါတွေကျွန်တော်တို့အဲ့ဒါလေးလည်းကျွန်တော်trading လုပ်လို့ရတယ်ပြီးတော့အခုနောက်ပိုင်းဆိုရင်ကျွန်တော်crypto ပေါ့နော် crypto လည်းရတာပေါ့နော်အဲ့ဒါ crypto ကကျွန်တော်ဒီထဲမှာတော့မထည့်သေးဘူး
ပြီးတော့အဲ့ဒါတွေကကျွန်တော်တို့ထည့်လို့ရတယ်trade လုပ်ရတယ် trade တယ်ဆိုတာကျွန်တော်အယောင်းအဝယ်လုပ်တာပေါ့နော်ကွန်ပျူတာပေါ်နေပဲအယောင်းအဝယ်လုပ်တာဆိုတော့အဲ့ဒါတွေကကျွန်တော်တို့ပတ်စံလဲတကယ်ရတယ်ဒါပေမဲ့အဲ့ဒါကကျွန်တော်တို့ချက်ချင်းကူထည့်လို့ပတ်စံထည့်လိုက်လို့ရတာမဟုတ်ဘူးကူတိုင်လုပ်ရတာပေါ့နော်ဆိုတော့အလုပ်ပဲအလုပ်မဆိုတော့ဟိုကျူးစားရတာပေါ့နော် okay ဆိုတော့ trading ဆိုတာကအဲ့လိုမျိုးပေါ့နော်ဒီအပေါ်ဒီပုံစံပေါ့နော်ဒီလိုမျိုးသွားနေတာပေါ့နော်ကျွန်တော်ခဏအခုဆိုရင်ကြော်ညာတွေလည်းတအားတက်လာ YouTube ပါညာပေါ့နော်အကုန်လုံးတက်လာတယ် Facebook မှာတွေလည်းတက်လာဒီဟာတွေကိုကျွန်တော်တို့ trading လို့ခေါ်တယ်ဒီအစိမ်းပေါ်လိုက်အနီပေါ်လိုက်အဲ့ဒါတွေကကျွန်တော် trading ပေါ့နော် trading ကိုဒါတွေကအယောင်းဝယ်လောက်တာပေါ့နော်အစိမ်းဆိုရင်ဘယ်လိုအနီဆိုရင်ဘယ်လိုဆိုကျွန်တော်နောက်ပိုင်းမှာကျွန်တော်အတိစိတ်ရှင်းပြပေးမယ်နော်ဆိုတော့ဒါကကျွန်တော် trading လုပ်တာဒီဟာရဲ့အယောင်းဝယ်လုပ်တာအာအနီပဲဖြစ်ဖြစ်အစိမ်းပဲဖြစ်ဖြစ်အဲ့ဒါဒီကျွန်တော်trading လုပ်တာပေါ့နော် okay ဟုတ်ပြီဆိုတော့ကျွန်တော်တို့ Australia မှာဆိုရင်trading platform တွေအများကြီးရှိတာပေါ့နော်ဆိုတော့ eToro ဆိုတာကြားဖို့လားမသိဘူးเนาะ eToro ဆိုခုကျွန်တော်တို့တော်တော်လေးတော့နာမည်ကြီးလာတယ်ကြော်ညာတွေမှာလည်းတွေ့လာမှာเนาะ eToro เนาะဒီ design နဲ့ဒါ Aussie design Aussie ကကျွန်တော်platform ပေါ့เนาะ eToro မှာကျတော့လဲသူတို့ trading တွေအများကြီးရှိခုနကျွန်တော်ပြောတဲ့ forex တို့ gold တို့ပြီးတော့တခြား stock တို့เนาะcryptocurrency တို့အကုန်လုံးရှိတယ်အဲ့လိုပဲသူက CMC เนาะ CMC market ဆိုတာရှိတယ်ဒီတရားလဲကျွန်တော်အတူတူပဲဒါမူဆိုတာဒါလဲအတူတူပဲ stake ဆိုတာเนาะ stake ဆိုတာလဲအတူတူပဲဒီ stake ကကျွန်တော်သိထားဖို့ကျွန်တော်တည် news ကျွန်တော် news Aussie Myanmar Network မှာရေးဖြစ်လာမရေးဖြစ်လာတော့မသိဘူးမိသွားပြီဒီ stake ပိုင်ရှင်ကအရင်တော့2010လောက်မှာသူက crypto ရောင်းတာလေBitcoin ဝယ်လိုက်တာเนาะ Bitcoin ဝယ်ပြီးတော့အခုဆိုမီလီယံနာဖြစ်သွားတာပေါ့နော်မီလီယံနာတော့မကောက်ဘူးထင်တယ်ဘီလီယံနာလားမသိဘူးဆိုတော့ Melbourne မှာဈေးအကြီးဆုံးTorakဆိုတာတတိယကွက်ပေါ့နော်အဲ့မှာဒေါ်လာတန်100နဲ့ဘယ်လောက်လဲမသိဘူးသူအိမ်ဆောက်ထားတယ်နော်ပေးပြီလားမပေးလားမသိဘူး news မှာတော့လာတယ်ဒီ stake ပိုင်ရှင်ပေါ့နော်သူက crypto ပေါက်သွားတာပေါ့နော်ဒါ crypto ပေါက်သွားဒီ stake ပိုင်ရှင်ကပြီးတော့ဘောလုံးဝါသနာပါတဲ့လူရှိရင်ကျွန်တော်တို့ဒီ Premier League မှာဘယ်အသင်းလဲမသိဘူးသူတို့ဒီNG sponsor လဲသူပေးနိုင်တာပေါ့နော်ဆိုတော့တအားချမ်းသာတာเนาะဆိုတော့သူက crypto ဘိုင်းမှာပေါက်သွားတာဆိုတော့ stake ဆိုပြီးသူကonline မှာလည်းရှာလို့ရတယ်ဒါเนาะပြီးတော့ plus 500 price plus 500ကခင်ဗျားတို့ YouTube ဖွင့်လိုက်တာနဲ့ခဏတက်လာလိမ့်မယ်ဒီ broker ပေါ့နော်ဒါကကျွန်တော်တို့ Australia မှာရှိတဲ့နာမည်ကြီးtrading broker တွေဆိုတာကဒီထဲမှာကျွန်တော်ဝင်ပြီးတော့ဒီ account ဖွင့်ပြီးတော့ဒီထဲမှာကျွန်တော်လုပ်လို့ရတယ်ဆိုတော့ဒီအခုကျွန်တော် YouTube မှာကြည့်နေတာမူကတော့ဒါကအကောင်းဆုံးပေါ့နော်အကောင်းဆုံးဆိုတာသူတို့ဒီအမှကိုအိမ်ဝယ်တဲ့ချိန်မှာ broker ငားရတယ်နမဟုတ်ရင်ပတ်စံပေးရတယ်မဟုတ်လားတခါလေဒါကိုမပေးရင်တော့ဘန်ပေးရတယ်အဲ့လိုပဲကိုကဒီဟာတွေကိုကိုကဝယ်တဲ့အကောင့်ဖွင့်တဲ့ချိန်မှာကိုဝယ်ရောင်းတာပေါ့နော်ဝယ်ရောင်းတာလုပ်တယ်ဆိုရင်သူတို့ကို fee ပေးရတယ်နော်ဥပမာ1000မှာဆိုရင်1000မှာသူတို့က1% အဲ့လိုမျိုးပေါ့2% 3% အဲ့လိုမျိုးသူတို့ကောက်တယ်အဲ့လိုမျိုးကိုရောင်းဝယ်တဲ့ချိန်မှာပေါ့နော်သူတို့စားတယ်အဲ့ဒါတွေပေါ့နော်ဒါပေမဲ့မူကြတော့အခုတလောကျွန်တော် YouTube မှာကြည့်နေတာမူကြတော့သူကဈေးအတက်တာဆုံးပေါ့နော်ဈေးအတက်တာဆုံးဖြစ်တယ်လို့ကြားတယ်ဒါပေမဲ့ကျွန်တော်လည်းအကောင့်မဝင်ဘူးသေးဘူးဒါပေမဲ့ဒီကျွန်တော် CMC တော့လို့ဝင်ဖို့တယ် eToro လည်းလုပ်တယ်ရှိတယ် CMC လည်းကျွန်တော်မှရှိတယ်ဒါပေမဲ့ဒီဟာတွေကကျွန်တော်တို့အကောင့် fee တွေများတဲ့ခါကျတော့ကျွန်တော်ကတိတ်မလုပ်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့အကောင့်ရှိတယ်ဒီအကောင့်တွေကျွန်တော်ရှိဖို့တယ်ပေါ့နော်လိလာဖို့တယ်ပေါ့နော်အဲ့ဒါလေးရောတိလာမသိဘူးတစ်ချက်လောက်ကျွန်တော်ကို Okay ကျွန်တော် US broker မှာเนาะ US Fed broker ဘာတွေရှိတယ် Weibo ရှိတယ် Charles Schwab ရှိတယ် JP Morgan ဒါနာမည်ကြီးပေါ့နော် JP Morgan Robinhood เนาะကျွန်တော်ဒီနှစ်ခုတော့တော်တော်လေးကြားဖို့တယ် Robinhood Public ဒီ၅ခုတော့
နောက်ထိတ်ဆုံးอ่ะပေါ့နော်တခြားအများကြီးရှိသေးတယ်ဒါပေမဲ့ဒီဟာတွေကဒီမှာ star ဒီ Webull ဆိုရင်5.0 4.8 4.5 4.5 4.6ပေါ့နော်ဒါတွေက9ခု US stock trading broker တွေဆိုရင်နော် Robinhood ဆိုကျွန်တော်ကြားပူးမှာပေါ့နော်သူအားတယ်ဒီ JP Morgan လည်းတော်တော်နဲ့နာမည်ကြီးတယ်ဒီနှစ်ခုတော့ကျွန်တော်ကြားကောင်းကောင်းကြားပူးတယ် Webull ကြတော့ကျွန်တော်တိတ်မကြားဘူးဒါပေမဲ့ဒီမှာတော့5 star ပေါ့နော်5 star တောင်ရောက်တာโอเคဆိုတော့ trading ကဘယ်လိုမျိုးလဲပေါ့နော် trading ဆိုတာကကျွန်တော်တို့အာငွေကျွန်တော်တို့အထူးသဖြင့် trading လုပ်တယ်ဆိုတာကခုန broker ထဲမှာဝင်ပြီးတော့ကျွန်တော်ပတ်စံတွင်းရတယ်ပတ်စံတွင်းပြီးတော့အာပတ်စံတွင်းပြီးတော့ကျွန်တော်တို့ကိုဝယ်ချင်တဲ့ဥပမာရွှေအယောင်းဝယ်လုပ်ချင်တာလားဒါမှမဟုတ်ငွေကြီး forex လုပ်ချင်တာဥပမာဒေါ်လာနေ US ဒေါ်လာနေ Australia ဒေါ်လာ Australia ဒေါ်လာနေဂျပန်ဒါမှမဟုတ်စင်ကာပူဒေါ်လာအဲ့လိုမျိုးအယောင်းဝယ်လုပ်ချင်တာဆိုတဲ့ဟာပေါ်မှာမူတည်ပြီးတော့ကိုပတ်စံထည့်ပြီးတော့အဲ့ဒီအယောင်းဝယ်ကိုတိုင်လုပ်ရတယ်လုပ်ပြီးမှကိုအမြတ်တွေကိုကျွန်တော်တို့ကရတာပေါ့နော်အဲ့ဒါကိုကျွန်တော် trading ခေါ်တယ်ဆိုတော့အဲ့ထဲမှာလည်း cryptocurrency လည်းရှိတယ်ဟိုတလောကဘာလဲဟိုတလောကကျွန်တော်page မှာတင်ထားတဲ့ Revolut မှာလည်းကျွန်တော် trading အကုန်လုံးလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ trading ကလည်းအများကြီးအမျိုးမျိုးရှိတာပေါ့နော်အများကြီးရှိတယ်ကျေပြန့်တာပေါ့နော်ဒါပေမဲ့အထူးသဖြင့်ကျွန်တော်အဲ့လိုပဲမှတ်ထားရမှာပေါ့နော်ဆိုတော့ကိုကပတ်စံထည့်လိုက်မယ်ဥပမာအကောင့်ဖွင့်ပြီးတော့ပတ်စံဥပမာဒေါ်လာ900ထည့်လိုက်900ကကျွန်တော်တို့900ထည့်ပြီးရင်ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့တစ်ချက်ကျွန်တော်ပြလိုက်မယ်နော်လက်တွေ့နဲ့ TMC ခဏလေးကျွန်တော်ရအကောင့်ပြလိုက်မယ်နော် Okay screen share တွေ့ရလား တွေ့ရပါတယ် Okay တွေ့ရနော်ဆိုတော့ ရတယ်ဆရာ ဟုတ်ပြီဆိုတော့ဒီကျွန်တော်ခုနကျွန်တော်ပြောနေတဲ့ CMC ပေါ့နော် CMC platform ကိုကျွန်တော်အကောင့်ကိုဝင်လိုက်တာဆိုတော့ဒီမှာကျွန်တော်ဒီမှာ6800ရှိတယ်ပတ်စံကျွန်တော် mouse ကိုတွေ့ရရနော် တွေ့ရပါတယ် Okay mouse ဆွရတယ်ပတ်စံထည့်ချင်တယ်ကျွန်တော်ဒီ add fund မှာထည့်ပြီးတော့ကျွန်တော် bank account နဲ့ချိန်ပြီးတော့ပတ်စံတွင်းလို့ရတယ်ဆိုတော့ဒီမှာ6800ရှိတယ်ဆိုတော့ကျွန်တော် profit ကလောလောဆယ်တော့မရှိသေးဘူးဒါပေမဲ့ကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ဥပမာကျွန်တော်ဆိုရင်အရင်တော့ product not available ဆိုတော့ခဏလေးနော်ဒီအဲ့ဒီများဆိုရင် forex ပေါ့ currency ပေါ့နော်ဒီဟာဆိုရင်ကျွန်တော်တို့ဒီထဲမှာကိုကြိုက်တဲ့ဟာဥပမာ Aussie ဒေါ်လာနေ US ဒေါ်လာဒါမှမဟုတ်ရင်Aussie ဒေါ်လာနေစင်ကာပူပေါ့နော်အဲ့လိုမျိုးဒါချက်ကြည့်လိုက်မယ် Okay ဟုတ်ပြီဆိုတော့ဒီဟာပေါ့နော် Okay ဒီဟာဆိုရင်ကျွန်တော် Aussie ဒေါ်လာနေ US ဒေါ်လာကိုကျွန်တော်အယောင်းဝယ်လုပ်ချင်တယ်ဆိုတော့ခုနကျွန်တော်ပြထားတဲ့ဒီဟာတွေကိုကျွန်တော်အခုဆိုရင်ဒီမှာအပေါ်တက်မယ်အပေါ်တက်တယ်ဆိုရင်ကိုဒါအယောင်းဝယ်လုပ်တာပေါ့နော်အပေါ်တက်တယ်ဆိုရင်ဥပမာကို DNA ဝယ်လိုက်လို့ဥပမာ DNA ထောက်ပြီးတော့ဝယ်လိုက်တဲ့ချိန်မှာဒီမှာအယောင်းဒီမှာအဝယ်ဒီမှာအယောင်းပေါ့နော်ဒီမှာတစ်ခုရှိတယ်နှစ်ခုရှိတယ်ဆိုတော့ဒီဟာဝယ်နေလိုက်လို့ရှိရင်သူကအယောင်းဝယ်လိုက်တယ်ဝယ်ပြီးတော့ဟိုမှာဒီအစင်းကကိုဝယ်လိုက်တဲ့ချိန်မှာအပေါ်တက်သွားတယ်ဆိုရင်ကိုနိုင်တာပေါ့နော်တကယ်လို့များဒီနားလောက်မှာဥပမာဒီနားလောက်မှာဝယ်ပြီးတော့အောက်ဆင်းသွားရင်ကိုရှုံးသွားမယ်ပတ်စံပေါ့နော်ဆိုဒီထဲနေရှုံးသွားမယ်လို့ဆိုတော့ကိုဘယ်လောက်ဝယ်ခြင်းလဲเนาะဒီမှာ amount ကဘယ်လောက်လဲဆိုတော့ကိုကအကုန်လုံးချိန်ပြီးတော့လုပ်လို့ရတယ်ဒါနည်းနည်းတော့အဲ့ဒါလေ့လာရတာပေါ့နော်အဲအကြောင်းကျွန်တော်တို့ trading နဲ့ပတ်သက်ပြီးတော့လေ့ရှိဖို့လား experience ရှိဖို့လားဆိုတာပေါ့နော်ဆိုတော့ဥပမာကျွန်တော်ဒေါ်လာ200လောက်ဒီမှာရင်းလိုက်မယ်ပြီးတော့ကိုကဝယ်ရှင်နေဆိုရင်ဒီမှာ place sell market ဒါမှမဟုတ်ဒီမှာ buy ပေါ့ဒီမှာ sell ဆိုတာအနီရောင်ကိုပြောတာ buy ဆိုတာအစိမ်းရောင်ကိုပြောတာဆိုတော့ကိုဘယ်လိုလုပ်ချင်လဲဆိုကိုပေါ်မှာမူတည်ပြီးတော့လေဒါကကျွန်တော်တို့ကဒီအယောင်းဝယ်လောက်တာပေါ့နော်အဲ့ဒါကို trading လို့ခေါ်တယ်เนาะဆိုတော့
အဲ့ဒါကို trading လို့ခေါ်တယ်ဆိုတော့ဒီမှာကြည့်အများလေးပြပြချင်းတက်လာတယ်ပေါ့နော်ဆိုတော့ဥပမာဒီကနေကျွန်တော်တို့ဘယ်နေဝယ်ခြင်းလဲဟိုမှာ place လို့ဒီမှာ buy ကိုက order လိုက်လေဆိုရင်ဒေါ်လာ800ဖို့တစ်ခါလဲဝယ်မယ်တကယ်လို့ကိုနိုင်တယ်ဆိုရင်ကိုရဲ့အရှုံးအမြတ်ကဒီမှာချက်ချင်းပေါ်လာမှာနော်အဲ့ဒါကြတော့ normal trading ပေါ့နော် normal trading လို့ခေါ်တယ်အဲ့ဒါ normal trading လို့ဒီမှာကျွမ်းတဲ့လူတွေเนาะဟိုမှာ forex trading ဆိုတာပေါ့เนาะဒါ forex trading ဆိုတာကျွန်တော်ကြားဖို့မှာအဲ့ဒါကိုကျွန်တော်လုပ်တယ်ဒါပေမဲ့ဒါကကျွန်တော်ကိုပိုက်ဆံနဲ့ကိုထည့်ရတယ်เนาะဒါပိုက်ဆံကကျွန်တော်6800ရှိတယ်အဲ့ဒီမှာကျွန်တော်ကိုကဒီဟာတွေကိုကျွန်တော်အကုန်လုံးဟိုဒီဟာ trade ချင်းအပြင်ကျွန်တော်ဒီမှာပိုက်ဆံတက်လာပြီဆိုရင်ကိုနိုင်တာပေါ့เนาะအဲ့လိုမျိုးဒီ profit ကလည်းဒီမှာချက်ချင်းပေါ်လာတယ်ပေါ့เนาะကိုဝယ်လိုက်လို့ရှိရင်တော့เนาะဆိုတော့အဲ့ဒါကtrading ခေါ်တာပေါ့နော်ဆိုတာ trade forex trading ပေါ့နော်သူကကိုက gold trading လုပ်ချင်နေဆိုရင်ဒီကနေကိုကြိုက်တဲ့ဟာကြီးဒီမှာအများကြီးရှိတယ်ပေါ့နော်အဲ့ဒါကကြောင့်ကျွန်တော်တို့ကအားလုံးတော့မပြပေးနိုင်ဘူးပေါ့နော်ဆိုတော့ဒီမှာ blue plan နေတာအကုန်လုံးတော့ဒီမှာ currency product library เนาะအကုန်လုံးเนาะဒီမှာ gold တွေလည်းအကုန်လုံးအများကြီးရှိတယ်ဆိုတော့အဲ့ဒါကကျွန်တော်တို့ trading လို့ခေါ်တယ်ဆိုတော့ဒီကနေကျွန်တော်တို့အကောင့်ဖွင့်ပြီးတော့ပတ်စံထည့်ပြီးတော့ trade လိုက်ရုံနဲ့အပေါ်တက်လာရင်ကိုကပတ်စံရမယ်เนาะအဲ့ဒါက trading လို့ခေါ်တယ်ဟုတ်ပြီနောက်တစ်ဆင့်သွားအောင်เนาะ okay ဟုတ်ပြီဆိုတော့sorry trading ကကျွန်တော်တို့အတူချုံအနေနဲ့ပေါ့เนาะခုနကျွန်တော်ပြောပြပြီးပြီအရင်ဝယ်နောက်ရောင်းတော့မဟုတ်ရင်အရင်ရောင်းနောက်ဝယ်အဲ့လိုမျိုးပုံစံဈေးနဲ့တဲ့ချိန်မှာဝယ်တယ်ဈေးတက်တဲ့ချိန်မှာပြန်ရောင်းတယ်เนาะဒီမှာစီးပွားရေးနဲ့အတူတူပဲဒါဒီကျွန်တော်တို့တခြားစီးပွားရေးနဲ့အတူတူပဲเนาะဥပမာပစ္စည်းဥပမာကိုကဈေးနေတဲ့ချိန်ဥပမာတခြားနေရာနေတွင်ဈေးနည်းနည်းလေးဝယ်ပြီးတော့ဈေးဈေးနဲ့ဈေးပူတင်ပြီးတော့ပြန်ရောင်းတဲ့ပုံစံပေါ့နော်အဲ့ဒါနဲ့တပုံစံတည်းပဲဒါပေမဲ့ကိုက online မှာလုပ်ရတာပေါ့နော်ဆိုတော့ဘာတွေ trading လုပ်လို့ရတယ်ဆိုတော့ stock ပေါ့နော်ဥပမာ Apple တို့ Tesla တို့เนาะကျွန်တော်ကြားဖို့ Amazon တို့เนาะအကုန်လုံးဥပမာကျွန်တော်လုပ်လို့ရတယ်ငွေကြေးဥပမာเนาะ forex ခေါ်တယ် USD MMK တော့ကျွန်တော်တို့မရဘူးပေါ့နော်ကျွန်တော်တို့ဒီ stock exchange မှာမြန်မာငွေတော့မရဘူး trade လို့မရဘူးကျန်တဲ့နိုင်ငံကြီးတွေရဲ့ငွေကြီးတွေပဲရတာပေါ့နော်ဆိုတော့ euro เนาะ US dollar အဲ့ဒါလေးကိုတော့ trade လို့ရတယ် commodity ဆိုရွှေရေနံเนาะအကုန်လုံးကိုကဒီထဲမှာကျွန်တော်တို့ trade လို့ရတယ် Bitcoin ပေါ့နော် Bitcoin cryptocurrency ပေါ့နော် currency Bitcoin ဒီဟာတွေကိုတော့ကိုကအကုန်လုံး trade လုပ်ရတယ်ကိုကြိုက်တဲ့ဟာပေါ့နော်ဘယ်လိုစတင်တယ်လဲပေါ့နော် online broker ပေါ့နော် online broker ကျွန်တော်တို့ခုနကျွန်တော် broker ပြောပြပြီးcrypto မှာဆိုရင်ကျွန်တော်တို့ Binance တို့ရှိတယ်တခြားဘာတွေရှိသေးလဲ Binance ဒီ Aussie မှာဆိုရင်ဘာရှိလဲဒီ Aussie မှာဆိုရင် crypto နဲ့ပတ်သက်ပြီး broker ကျွန်တော်သုံးနေတဲ့ဟာခဏလေးเนาะ CoinSpot ကျွန်တော်တို့အခု TV မှာလဲ billboard ထဲမှာလဲကျွန်တော်တခါတလေတွေ့ရမယ် line ပေါ်မှာ free ဝေးသွားတဲ့အချိန်မှာเนาะ CoinSpot ရှိတယ်ပြီးတော့ MetaTrader အများကြီးအကောင့်အများကြီးအများကြီးပေါ့เนาะပြငွေထည့်ပြီးတော့လိလာပြစမ်းတအရင်အယောင်းဝယ်လို့ပါအန်ဒီကိုထိန်းပါပေါ့เนาะဆိုတော့ဒီတကယ်လို့ကိုမလုတ်တတ်သေးဘူးကိုစမ်းချင်တယ်ဆိုရင်ဒီမူအကောင့်ဆိုတာရှိတယ်နော်ဒီမူအကောင့်နဲ့စမ်းလို့ရတယ်ဥပမာဒီမူအကောင့်ကြတော့ပတ်စံကသူတို့ကအစမ်းကာလာပေါ့နော်အခန်းအစမ်းပေါ့နော်ကိုကပတ်စံဟိုမှာ1000လောက်သူတို့ကလုတ်ပြီးတယ်ဒါပေမဲ့ကို trade တယ်အမြတ်ရတယ်ရှုံးတယ်ဘာညာပေါ့အဲ့ဒါကိုနဲ့မဆိုင်ဘူးဒါဒီမူလို့ခေါ်တယ်ဒီမူဆိုတာအစမ်းကာလာအစမ်းလုတ်တာပေါ့နော်ကိုကျွမ်းကျင်မှာကိုပတ်စံထည့်ရတာပေါ့ဆိုတော့မြတ်ရင်လည်းကိုပတ်စံမရဘူးရှုံးရင်လည်းကိုပတ်စံမရှုံးဘူးပေါ့နော်အဲ့ဒါဒီမူလို့ခေါ်တယ်အဲ့ဒါကကျွန်တော်လုပ်လို့ရတယ်ဒီ CMC မှာတွေလည်းအကုန်လုံးအကောင့်ဖွင့်ပြီးတော့လုပ်လို့ရတယ်ဒါမဲ့ဒီအကောင့်ဖွင့်တဲ့အချိန်မှာကျွန်တော်တို့ဘာတွေလိုအပ်လဲဆိုတော့ကျွန်တော် driving license တွေလိုအပ်တယ်เนาะ driving license တွေလိုအပ်တယ်เนาะပြီးတော့အင်္ဂလိပ်စာတွေအကုန်လုံးလိုအပ်တယ်အဲ့ဒါတွေကိုကျွန်တော် upload ထည့်ရတာပေါ့เนาะဆိုတာကျွန်တော်ကပြီးတော့ text file number တွေလိုအပ်တယ်เนาะဒါကတစ်ပိုင်း okay ဟုတ်ပြီဆိုတော့ဒီကြားထဲမှာမေးစရာရှိလား
မင်းစရာရှိတယ်ဆိုရင်ချက်ချင်းမေးလို့ရတယ်နော်အာမနာနဲ့နော် Okay မင်းစရာမရှိဘူးဆိုရင်ကျွန်တော်တို့သွားရအောင်နော် Okay ဒီ trading နဲ့ပတ်သက်ပြီးတော့အကျိုးကျေးဇူးတွေကဘာလေးလဲဆိုတော့ trade anytime เนาะအချိန်နဲ့ကိုနေရာနဲ့ကိုရှိတဲ့နေရာမှာကို trade လုပ်ရတယ်ကိုခရီးသွားတာပဲဖြစ်เนาะအလုပ်နားတဲ့ချိန်မှာပဲဖြစ်เนาะဘယ်နေရာတော့ဥမာဒါပေမဲ့ Saturday Sunday တော့မရဘူးပေါ့เนาะ Monday to Friday ပဲဆိုတော့เนาะဆိုတော့ကိုကဘယ်နေရာမှာဆို trade လုပ်ရတယ်เนาะတချို့တွေဆိုအခုကျွန်တော်တို့ online YouTube တွေမှာတွေ့တာကဘာလဲဆိုတော့သူတို့ကဘာလီသွားတယ်ဘာလီနေ trade တယ်เนาะပတ်စံရနေတယ်เนาะတချို့တွေဆိုရင်เนาะပနားမာသွားတယ်ပနားမာနေ trade ပြီးတော့ပတ်စံရနေတယ်အဲ့ဒါတွေကသူတို့တကယ်တချို့တွေကတော့မယုံရပြီမဲ့တချို့တွေရောတကယ်ဟုတ်တယ်သူတို့ဘယ်နေရာပဲဖြစ်ကွန်ပျူတာတစ်လုံးနဲ့ iPad တစ်လုံးယူသွားတယ်ဆိုရင်သူတို့ကဗာလဲ trade လုပ်ကြတယ်လေ trade လုပ်ကြတော့သူတို့ကနေရာမရွေးဘူးပေါ့နော် internet ရှိရင်ရပြီ internet ရှိရင်သူတို့ကပတ်စံရှာလို့ရတယ်အဲ့ဒါကကျွန်တော်တို့ flexible ပေါ့နော် so အိမ်မှာနေရင်လည်းရတယ်ခရီးသွားရင် trade လည်းရတယ်24/5ပေါ့24/5 24/7မဟုတ်ဘူးเนาะ24/5ဆိုတာ Monday to Friday 9ရက်24နာရီလုပ်လို့ရတယ် stock ဈေးကွက်အချိန်မရွေးပေါ့เนาะ stock ဈေးကွက်မှာကျွန်တော်အချိန်မီ trade လုပ်ရတယ်အဲ့ဒါကကျွန်တော်တကယ်ကို flexible ပေါ့နော်ကိုဒါတက်ထဲရဆိုရင်ခင်ဗျားခရီးသွားတာပဲဖြစ်နော်အိမ်မှာနေနေပဲဖြစ် Facebook တူတဲ့ချိန်မှာလည်းကိုက trade လုပ်ရတယ်နော်အေး social media တုံးတဲ့အစားဒီဟာ relax လုပ်လို့ရတယ် start with small နော်ယင်းနှိမ့်မြုပ်နှံမှုအများကြီးမလိုပဲနဲ့စတင်နိုင်တာပေါ့နော်ဒီပတ်စံတွေကအများကြီးမလိုဘူးကိုကဥမာ1000ထည့်စရာမလိုဘူးတရားနေရာနဲ့လည်းရတယ်ခုနကျွန်တော်ပြောသလိုဒီမိုနဲ့လည်းရတာပေါ့နော်ဒီမိုနဲ့လည်းစမ်းကြည့်လို့ရတယ်ပြီးတော့ဘာလီ stock forex crypto တို့ကိုတရားကနေစတင်နိုင်တယ်ပေါ့နော်ဒါပေမဲ့တချို့ broker တွေကတတိထားမှာကဒေါ်လာ900အနည်းဆုံးမထည့်ဘူးဆိုရင်တော့မရဘူးပေါ့နော်အဲ့ဒါတွေရှိတယ်နော်အဲ့ဒါတွေကကျွန်တော်တို့တတိထားမှာပေါ့နော်အဲ့ဒါတွေလည်းရှိတယ်ဆိုတော့ကိုက YouTube ကနေလည်းလေ့လာပဲ broker ကောင်းလဲခုနကျွန်တော်ပြောသလိုဒီအာဘာလဲကျွန်တော် Australia မှာဆိုရင်တော့မူတော့အကောင်းဆုံးလို့ဒါကိုကအတူဗာလဲအကောင့် fee ပေါ့နော်အကောင့် fee ပတ်စံနေတာဖြတ်တာနေတာပေါ့နော်အဲ့ဒါတွေကကိုကရှာမှာပေါ့နော်ဆိုတော့အဲ့ဒါတွေ Okay ပြီးတော့ငွေကြီးအမြန်ရနိုင်ခြင်းနော်ဒါတွေကကိုကကျွမ်းကျင်တကယ်လို့ပတ်စံဟိုမှာကျွမ်းကျင်တယ်ကိုလောက်တတ်တယ်ဆိုရင်ပတ်စံကနော်အချင်းမြန်လဲပိုက်ဆံရနိုင်တဲ့အခွင့်အရေးပေါ့နော်ဆိုဈေးနှုန်းအတက်ကြကိုအခွင့်ကောင်းလို့ပြီးမြန်အမြတ်ရနိုင်တယ်ပေါ့နော်ပြီးတော့ leverage ချီးငွေ3ပါကအနည်းငွေနဲ့ကြီးမားတဲ့အမြတ်ရနိုင်ပါတယ်ဟိုကကိုကခုနကျွန်တော်တို့ပြောဒီမူမှာလဲကိုစမ်းလို့ရတယ်လို့တချို့ဒါတော့ကျွန်တော်ဘာလို့ဆိုလာလဲကျွန်တော်တတိမထားမိဘူးတချို့တွေကပတ်စံချီလို့ရတာဗောပတ်စံချီလို့ရတယ်ကိုကပြီးတော့trade လုပ်ရတဲ့တချို့ broker တွေပေါ့နော်အဲ့ဒါတွေကဒါမဲ့အတူများတယ်နော်အဲ့လိုမျိုးပါနော်အဲ့ဒါလေးလည်းရှိတယ်ဒါတွေက trading ရဲ့အကျိုးကျေးဇူးတွေပေါ့နော်ကျွန်တော်အချိန်မွေးလုပ်လို့ရတယ်ယင်းနှိမ့်မြုပ်နှံမှုကအများကြီးမလိုဘူးကိုကတရားကနေလည်းစနိုင်တယ်ပေါ့နော်ဆိုတော့ငွေရလည်းငွေပေါ်လွယ်တယ်ပြီးတော့ကိုပိုင်စီးပွားရေး self employment ပေါ့အလုပ်ရှင်မလို့ကိုတိုင်အုပ်ထုတ်နိုင်ပါတယ်เนาะအောင်မြင်ရင် full time income အဖြစ်လုပ်နိုင်တယ်เนาะဆိုတော့ကိုပိုင်စီးပွားရေးเนาะဘယ်သူမှလည်းကိုအလုပ်ကိုအထက်မှာဘယ်သူမှလည်းမရှိဘူးเนาะဒါကိုကွန်ပျူတာနဲ့ကိုနဲ့ပဲပြီးတော့တခြားလူတွေလည်းပစ္စည်းတွားရောင်းနေကြမလို့ဘူးเนาะပြီးတော့တခြား customer service လည်းမလို့ဘူးဒါကကိုကအလုပ်နေရတော့ကိုတယောက်တည်းလုပ်နိုင်တဲ့အလုပ်ပေါ့เนาะဆိုတော့ဘယ်သူမှနှောက်ယှက်ပြီးမြန်လူမရှိဘူးပေါ့เนาะပြီးတော့ဈေးကွက်အမျိုးမျိုးတွေအခွင့်အလမ်းရှာနိုင်ခြင်းเนาะပြီးတော့ဈေးကွက်အများကြီးရှိတယ်ဒီမှာ stock เนาะ forex ရွှေနန်းနော်ဟိုတလောဆိုရင် Israel နဲ့ Iran တိုက်တဲ့ချိန်မှာဇီနန်ဇီအရန်ထူးကြသွားတယ်နော်ထူးကြတဲ့ချိန်မှာအဲ့မှာထူးကြတဲ့ချိန်မှာကိုဝယ်လိုက်မိလို့ရှိရင်တော့ဒီချိန်မှာပြန်တက်လာဆိုကိုပတ်စံတာလေးနော်နင်းထိုင်ရင်းနဲ့ရမှာပေါ့နော်အဲ့လိုမျိုး Bitcoin နော်အဲ့ဒါအများကြီးရွေးချယ်ခွင့်ရှိတယ် Okay တတိထားမယ်ဟာပေါ့နော်တတိထားမယ်ဟာကဒါဘယ်အလုပ်မစူပေါ့နော်ကိုစိုက်ဖွင့်ရင်လည်းတတိထားမယ်အမှာ bricks တွေရှိတယ်အခက်ခဲတွေ unway ရှိတယ်နော်ဥမာ
over မောင်းတာပဲဖြစ် risk တွေရှိတယ်မှာကားတိုက်သွားရင်ဘယ်လိုလုပ်မလဲပေါ့နော်ဘာကားတိုက်နိုင်တယ်accident ဖြစ်နိုင်တယ်အဲ့ဒါတွေက risk တွေအများကြီးရှိတယ်ဥပမာမြန်မာဆိုင်ဖွင့်မယ်ဆိုရင်လည်း risk တွေကပါရှိတယ်မှာ expire date တွေရှိမယ်နော်ပြီးတော့တခြားဗာလဲ customer service လည်းလိုအပ်တယ်အဲ့လိုမျိုး risk တွေလည်းအမျိုးမျိုးရှိတာပေါ့ပြီး insurance တွေပေးရမယ်နော်ပြီး city council လည်းလုပ်ရမယ်အမျိုးမျိုးရှိတယ်ဒီလိုပဲကျွန်တော် trading မှာလည်း risk ရှိတယ်ဆိုတော့ risk ကဘာလဲဆိုတော့price can go up and down fast okay ဆိုတော့သူကဈေးနှုန်းတွေကမငြိမ်ဘူးဒါတွေကမငြိမ်ဘူးလေနော်ခုနကျွန်တော်ပြောသလိုခုနဒီဘက်ကျွန်တော်တစ်ချက်ပြန် share လိုက်မယ်နော်ဒီဘက်ကိုပြန် share လိုက်မယ်နော်အခုဒီဘက်ဒီဖက် screen မှာเนาะဆိုအခုနကျွန်တော်ဒီအစိမ်းရောင်ကတစ်လုံးပဲတစ်ချောင်းပဲရှိတယ်အခုကသုံးချောင်းဖြစ်နေပြီဆိုတော့ဥပမာဒါတွေကဟိုအပြောင်းလဲလွယ်တာပေါ့เนาะဆိုတော့ဥပမာဒီနားမှာဆိုရင်အစိမ်းကိုအစိမ်းတက်မဲ့ထင်ပြီးတော့အနီပြန်ဆင်းသွားတယ်ဆိုရင်ဒါကိုပြောချင်တာเนาะကိုမထင်မှတ်တဲ့ဘဲနဲ့ပြန်လာနိုင်တယ်အဲ့ဒါကိုပြောချင်တာဆိုတော့အဲ့ဒါကိုလည်းဒါတော့ risk ပေါ့เนาะဒါကျွန်တော်တို့တတိထားမှာပေါ့နော်ပြီး you need to be patient and careful ပေါ့နော် okay သူကစိတ်ရှိရတယ်ဒီ trading ကလေစိတ်ရှိရတယ်ပြီးတော့စောင်းနိုင်ရတယ်နော်စိတ်တူရင်တော့မလွယ်ဘူးပေါ့နော်ကျွန်တော်နောက်ပိုင်းကျွန်တော်တို့ဒီ trading ကျွန်တော်တို့လက်တွေ့လုပ်နေတဲ့အရာတွေကျွန်တော်ပြောပြမယ်နော် okay အဲ့ဒါကကျွန်တော်ဒီနှစ်ခုကတော့တော်တော်လေးအရေးကြီးတယ်စိတ်ရှိခြင်းနဲ့တတိထားခြင်းပေါ့နော်အဲ့ဒါကကျွန်တော်တို့တတိထားမယ်ဆိုတော့ trading လုပ်ဖို့ကအတင်းတော်သူများပေါ့နော်ဘယ်သူဒီတင်းတော်လဲဆိုတော့ငွေကြီးရှုံးမှုကိုလက်ခံနိုင်ရမယ်လက်ခံနိုင်ကိုရှုံးရင်လည်းလက်ခံနိုင်ရမယ်ဥပမာငါ1000နဲ့စတယ်1000ရှုံးသွားတယ်ဆိုရင်တော့ကိုလက်ခံနိုင်မယ်စီကန်းရှိပြီးစိတ်ရှိရမယ်နော်စိတ်ရှိတယ်လို့လိုအပ်တယ်ပြီးအချိန်နည်းနည်းပြီးနိုင်ရမှာပေါ့နော်ပြီးတင်ယူလူစိတ်ရှိတဲ့သူလည်းဖြစ်ရမယ်ပြီးအနေကိုစီမံနိုင်သူဖြစ်ရမယ်နော်ဒီ၅ချက်ကိုကျွန်တော်အဓိကလိုအပ်တယ်အဲ့ဒါကြီးဒါတွေကဒီဟာရှိတွေဆိုရင်တော့ trading လုပ်လို့ရတယ်ဒီ၅ချက်နဲ့တိတ်မကိုက်နေဘူးဆိုရင်တော့ trading ကခင်ဗျအတွက်တော့မဟုတ်သေးဘူးပေါ့နော် okay ပြီးတော့ trading မလုပ်တဲ့သူများပေါ့နော်အလင်းစလူချမ်းသာခြင်းသူများเนาะချက်ချင်းဒီနေ့ trade ပြီးတော့မနေ့ပြန်မှာ millionaire ဖြစ်တော့ခြင်းနဲ့ဆိုတဲ့လူတွေတော့လုံးဝကိုမလုပ်တဲ့အရာပေါ့နော်ပြီးအရှုံးကိုမခံနိုင်တဲ့သူရှုံးမှုကိုစိတ်မနိုင်ရင် trading မလုပ်တဲ့ပါเนาะတခါလေရှုံးတယ်တခါလေနိုင်တယ်เนาะရှုံးတာရှိမယ်နိုင်တာရှိမယ်เนาะရှုံးတာလည်းကိုယ်လည်းခံနိုင်ရမယ်ရှုံးရင်လည်းရှုံးမဲပြီးတော့မလုပ်တဲ့နဲ့မလုပ်ရဘူးပေါ့เนาะဆိုတော့ပြအခြေခံဘဟုတုတမရှိသူများเนาะဒီ trading လုပ်တော့မယ်ဆိုရင်ဘာမှအခြေခံမရှိဘဲနဲ့ YouTube မှာမလေ့လာဘဲနဲ့ဒါ trading လုပ်လို့မှာကျွန်တော်ဆိုရင်ဒီ trading လုပ်နေတာကလေ့လာတာတော့ကြာပြီနှစ်လောက်ရှိပြီဒါပေမဲ့တကယ်ပတ်စံဝင်တာပတ်စံရတာကပြီးခဲ့တဲ့နှစ်မီလာကနေပတ်စံရတာဗောနော်လုပ်ဗာလဲဟိုဒီ trading ကနေပတ်စံဝင်တာဗောနော်ကျွန်တော်ခုနခဏကျွန်တော်ပတ်စံဝင်တဲ့ဟာတွေကျွန်တော်ပြောင်းမယ်နော် okay ဟုတ်လားမဟုတ်လားဗောနော်ဆိုတော့ဆူဆာဒါပတ်စံရတဲ့မြောက် social media မှာ post ပို့လဲအဆင်မပြေဘူးလေတချို့တွေကလည်းကြွားတယ်ထင်နေမြင်ပြတချို့တွေတွက်လဲကူတွက်လဲနည်းနည်းအန်ဒီရှိတာဗောနော်အဲကြောင့်ကျွန်တော် post တာဗောနော်ဆိုတော့ခဏကြာကျွန်တော်ပြပေးမယ် okay ဟုတ်ပြီအခြေခံဘဟုတုတမရှိဘူးကိုကလုံးဝမလေ့လာနိုင်ဘူးဒါတွေကမသိဘူးဆိုရင်တော့ကျွန်တော်ဒါတွေကtrading ကမလုပ်ရဘူးဒါပေမဲ့ကိုလေ့လာခြင်းစိတ်ရှိတယ်เนาะတကယ်ကိုလုပ်ချင်တယ်ဆိုရင်ကျွန်တော်လည်းဟိုရှုံးတာတော့အရင်တော့ဆိုရင်ကျွန်တော် crypto ခစ်တော့ဆိုရင်2000ကိုဗစ်မတိုင်ခင်ဆိုတငယ်ချင်းတွေကပြောတယ်ဟိုထဲ့ပါထဲ့တယ်နော်2000 3000ထဲ့တယ်ဘာမှလည်းမဖြစ်ဘူးရှုံးတယ်ဘာမှမလေ့လာထားပဲနဲ့ထဲ့တယ်ရှုံးတာပဲနော်ပြီးတော့ဟိုကအမြတ်ရမယ်ထဲ့တယ်မရှုံးတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ဒါကိုရှုံးနေလို့မရဘူးเนาะကိုလေ့လာထားမှရမယ်ဆိုပြီးကျွန်တော်2004ဇန်နဝါရီလလောက်မှာကျွန်တော်တီချာလေ့လာတယ်လေ့လာရင်းနဲ့ကောင်းဒီ platform တစ်ခုကောင်းတွေ့တာပေါ့နော်အဲ့ဒီ platform ကနေပြီးတော့ကျွန်တော်ပတ်စံတော့ပုံမှန်မဟုတ်ရင်တော့မှကျွန်တော်တော်တော်လေးဝင်ငွေရတယ်ပေါ့နော်အဲ့ဒါကကျွန်တော်ခဏကြာကျွန်တော်ပြပေးမယ် okay ဘယ်သူဒီအောင်မြင်တယ်လဲဆိုတော့ trading မှာเนาะ
stop loss order ဆို stop loss ဆိုတော့လုံးဝမတိတိတဲ့လူတွေဒါတွေကလုံးဝနားလဲမှာမဟုတ်ဘူး stop loss ဆိုတာကိုကဒီ trading လုပ်တော့မယ်ဆိုရင်ကိုပဲချိန်မှနားရှင်လဲဆိုတာကိုကချိန်ပြီးလုပ်ရတယ် take profit เนาะနိုင်လဲအဲ့လိုပဲကိုဥပမာဒေါ်လာ900ဒီနေ့တော့ဒေါ်လာ900 YouTube ထဲမှာတွေ့မယ်တရက်ကိုဒေါ်လာ100ဒါမှမဟုတ်တရက်ကိုဒေါ်လာ900ရတယ်ဆိုပြီး John ပါတယ်သူတို့ကလုပ်တဲ့ဟာတွေအများကြီးတွေ့ရမယ်เนาะအဲ့ဒါတွေကသူတို့ဘာလုပ်လဲဆိုတော့ဒီဟာတွေထားတာ take profit ဆိုတာကိုကချိန်လို့ရတယ်တရက်မှာကွယ်ကိုက900ပဲနိုင်မယ်900နိုင်ရင်တော်ပြီဆိုပြီးကိုထားလို့ရတယ်ပြ stop loss လဲလို့ပါဥပမာကိုက9ဒေါ်လာ900ရှုံးရင်တော့ကျွန်တော်တော်ပြီเนาะမလုပ်တော့ဘူးနားပြီဒီနေ့အဲ့လိုမျိုးကိုကချိန်ပြီးလုပ်ရတယ်အဲ့ဒါကိုပြောတာเนาะဆိုတော့လုပ်ပိုက်ခွင့်အရွယ်စားချင်းဆိုတာကကျွန်တော်တို့ဒီဟာကကျွန်တော်ခုနကျွန်တော်ပြောတာကိုက900ရှုံးနိုင်လား100ရှုံးနိုင်လားအမောเนาะအဲ့ဒါကျွန်တော်လည်းတွေ့တုံးနေတဲ့ဒီဟာတွေပဲကျွန်တော်လည်းတုံးနေတာပေါ့เนาะပြ trading stop အလိုလျောက် stop loss ပေါ့เนาะအဲ့ဒါအလိုလျောက် stop တဲ့ဟာဒီဟာနဲ့အတူတူပဲအဲ့ဒါလေးကိုကလို့ရတယ်เนาะဒါကကိုပေါ်မှာမူတည်တယ်ဒါပေမဲ့လေ့လာဖို့လိုရတယ်ပေါ့เนาะမလေ့လာဘဲနဲ့မရဘူးဟုတ်ပြီဆိုတော့ trading ကဘယ်သူလုပ်တင်လဲဘယ်သူတွေမလုပ်တင်လဲဆိုတာကျွန်တော်တို့သိပြီးတော့ကိုစိတ်ဝင်တကယ်စိတ်ဝင်စားမှပြီးတော့လေ့လာမှုလည်းလိုအပ်တယ်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်တော်တော်လေးခုထိလေ့လာနေတော့ပေါ့เนาะဆိုတော့ Okay ကျွန်တော်ဒုတိယအပိုင်းကကျွန်တော်ဘယ်လိုသွားမလဲဆိုတော့ခဏလေးကျွန်တော် share တာ Okay ဒီ Nasdaq ဆိုတာကြားဖို့ရနော် Nasdaq ဆိုတာ US Stock New York ပေါ့နော်တကဘာလုံးကိုထိန်းချုပ်ထားတဲ့ Nasdaq ပေါ့နော် Nasdaq ဆိုတာကကျွန်တော်တို့အခု Apple တို့ Amazon တို့အကုန်လုံးကဒီ Nasdaq ကနေထိန်းချုပ်ထားတာ stock အကုန်လုံးနော်အမှ Tesla တို့ဆိုသူတို့ပတ်စံရှိတယ်ထင်မထင်နဲ့သူတို့ပတ်စံမရှိဘူးသူတို့လက်ထဲမှာပတ်စံတကယ်တမ်းမရှိဘူးသူတို့ကနာမည်ပဲရှိတာတပြောမယ်ဆိုရင်တော့နာမည်ပဲရှိတယ်ဒါပေမဲ့သူတို့ Nasdaq မှာသူတို့ရဲ့ company ကိုတင်လိုက်တဲ့ချိန်မှာလူတွေကဝယ်တယ်လူတွေကဥပမာလူတယောက်က1000ပဲထည့်တယ်ထားပါတော့1 million ဆိုရင်တော့ပတ်စံကတော်တော်လေးဖြစ်သွားပြီလေဆိုတော့အဲ့ဒါကပြီးတော့သူတို့ကတချို့တွေကstock ဈေးတက်တယ်ဆိုတာကသူတို့တချို့တွေကလေ့လာဥပမာ Tesla ဈေးတက်တော့မယ်ဆိုရင်သူတို့တချို့ဝယ်တဲ့လူများရင်ဈေးတက်တယ်ပြီးတော့ဟိုတခါ Tesla ပိုင်ရှင်နဲ့ Elon Musk နဲ့ Donald Trump နဲ့စကားများတယ်မဟုတ်လားအဲ့မှာစကားများတဲ့ချိန်မှာတချို့တွေကဒီအချင်းကြီးမကောင်းဘူးဆိုပြီးတော့သူတို့ share တွေကိုပြန်ရောင်းတယ်ပြန်ရောင်းပြီးတော့ပြန်ရောင်းတဲ့အချိန်မှာဈေးကျတယ်အဲ့လိုမျိုးဒါပဲပြီးတော့ Nasdaq ကြတော့ဒီအကုန်လုံးထိန်းချုပ်ထားတာရွှေနော်ရွှေရောအကုန်လုံးမှာ crypto အကုန်လုံးဒီကနေထိန်းချုပ်ထားတာဆိုတော့ဒီကနေထိန်းချုပ်ထားတဲ့ခါကျတော့ဒီဟာကိုကျွန်တော်တို့ကtrade တာပေါ့နော် trade တယ်ဒီဟာကိုကျွန်တော်လူတိုင်းနိုင်ငံတကာနေပြီးတော့ဒီဟာလုပ်တယ်ဒီ Nasdaq ကိုအခြေခံပြီးတော့trading လုပ်တာပေါ့နော်ဆိုတော့အခုန trading ကျွန်တော်ပြောနေတဲ့ trading ကတမျိုးပေါ့နော်ဒုတိယကဘာလဲဆိုတော့ကျွန်တော် day trading လို့ခေါ်တယ်ခဏလေးကျွန်တော်ချပြလိုက်မယ်နော်ခုနဟာကြတော့ကိုပိုက်ဆံနဲ့ကိုပတ်စံထည့်ရတယ်เนาะခုနကျွန်တော်ပထမပိုင်းပြောတဲ့ဟာကကိုပတ်စံတွင်းရတာဥပမာကိုဒေါ်လာ100ပဲဖြစ်ဖြစ်200ပဲဖြစ်ဖြစ်300ပဲဖြစ်ဖြစ်တွင်းရတယ်ဒါမဲ့အခုကျွန်တော်ပြောပြမယ့်ဟာက day trading လို့ခေါ်တယ်ဒါမှမဟုတ် future trading လို့ခေါ်တယ်အဲ့ဒါကြတော့ကိုပတ်စံတပြားမှထည့်စရာမလိုဘူးတပြားမှထည့်စရာမလိုဘူးကိုပတ်စံကရင်းနှီးစရာမလိုဘူးဒါမဲ့ account fee ပဲပေးရတယ်အခုကျွန်တော်သုံးနေတဲ့ဟာပေါ့အခုကျွန်တော်လုပ်နေတဲ့ဟာပေါ့နော်ဒုတိယအဆင့်ပေါ့ဒုတိယအဆင့်မှာကျွန်တော်တို့ဒီ day trading က company ဒီဟာတွေရှိတယ်နော်ဒီအကုန်လုံးဒီဟာတွေအကောင်းဆုံးတွေပေါ့နော်ဒီမှာပါရှိလဲဆို top step ရှိတယ် blue Bulenox ရှိတယ် tech profit ရှိတယ် trade day 35เนาะအမျိုးမျိုးအများကြီးရှိတယ်ဆိုတော့ကျွန်တော် online မှာpage မှာကြော်ညာနေတဲ့ဟာကဒီမှာ Apex Trader Funding နဲ့ Tech Profit Trader ဒီနှစ်ခုကျွန်တော်လုပ်နေတာ
အရင်တော့ top step လုပ်တယ် top step ကကျွန်တော်မကြိုက်လို့ဒီနှစ်ခုလုပ်တယ်နော်ဆိုတော့ဒီ apex trading က day trading ဖြစ်တယ်တရက်ရတရက်ကိုပတ်စံတွင်းစရာမလိုဘူးအကောင့် fee ပဲတွင်းရတယ်အကောင့် fee ပဲတွင်းရပြီးတော့ကိုမြတ်ရင်မြတ်တယ်လို့ကိုပတ်စံရတယ်ခဏကြောက်ကျွန်တော်အကောင့်ပြောင်းပို့ပေးမယ်နော်ခုနဟာနဲ့တပုံစံထဲပဲခုနပထမပြတဲ့ဟာနဲ့နော်တပုံစံထဲပဲနော်တပုံစံထဲပဲပြီးတော့ဒီဟာ design တော့နည်းနည်းကွာတာပေါ့နော်ဒီဟာရဲ့ design နည်းနည်းကွာတယ်ဒီမှာအကုန်လုံးပေါ်တယ်နော် buy sell buy bid ဒါအကုန်လုံးဒါတော့ design နည်းနည်းကွာတယ်ဆိုတော့ဒီဟာက day trading လို့ခေါ်တယ်ဆိုတော့ခုနကျွန်တော်ပြောတဲ့ဒီထဲကနေ day trading ပေါ့နော်ဒီခုနပထမအတုပ်မှာပြောတဲ့ဟာကြတော့ကိုပတ်စံထည့်ရတယ်ပတ်စံတွင်းရတယ်ကိုမြတ်မှကိုပတ်စံမြတ်မယ်နော်ပတ်စံ900ပဲဖြစ်ဖြစ်1000ပဲဖြစ်ဖြစ်100ပဲဖြစ်ဖြစ်200ပဲဖြစ်ဖြစ်တွင်းရတယ်နော်ဒီဟာကြတော့ကိုတွင်းစရာမလိုဘူးကိုပတ်စံကိုထည့်ရတယ်ပတ်စံကအကောင့် fee ပဲပေးရတယ်နော်ဆိုတော့ဒီတခြားအားလုံးတော့မပြောဘူးကျွန်တော်ခုလုပ်နေတဲ့ခုနကျွန်တော်ပြောနေတဲ့ Apex Trader Funding ဆိုတာပေါ့နော်အဲ့ဒါကကျွန်တော်တို့ဒီ account sign up လုပ်ရတယ် sign up ပြီးရင်ပတ်စံဒေါ်လာခုလောလောဆယ်တော့ဒေါ်လာအော်စီဒေါ်လာနဲ့ဆိုရင်50ခွန်တွင်းရတယ်အဲ့ဆိုရင်ကိုကအကောင့်တစ်ခုရတယ်အကောင့်တစ်ခုကိုလုပ်ပြီးတော့ခုနဒီမှာကိုက trade ရတယ်ဆိုတော့ဒီ trade တဲ့ချိန်မှာဆိုတော့ကျွန်တော်ဒီမှာ account ရှိတယ်ဒီမှာရှိကျွန်တော်9000နဲ့3000နဲ့ရှိတယ်ဒေါ်လာတွေ့ရလားကျွန်တော် account ရပါတယ်နော်ဟုတ်ကဲ့9326နဲ့26ရှိတယ်နော်ဒေါ်လာဒါပေမဲ့9000ကကျွန်တော်ဟာမဟုတ်ဘူး company ကနေချီးပေးတာနော်သူတို့တော့ကျွန်တော် account ဝယ်ပြီး account ဖူးပေးတယ်သူတို့တော့ကျွန်တော်သူတို့က9000ချီးပေးတယ်ဒါပေမဲ့ကျွန်တော်3000အမျက်ရှိတယ်နော်အဲ့ဒါကတစ်ပိုင်းဟုတ်ပြီဆိုတော့ဒီ3000ကကျွန်တော်ပတ်စံပေါ့နော်ပြောမယ်ဆိုရင်တော့ဆိုတော့အဲ့ဒါကသူကတရက်ရတယ်နော်ဒီဟာကတစ်ပိုင်းပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီဟာက day trading လို့ခေါ်တယ်ဒါမှမဟုတ် future trading ခေါ်တယ်အဲ့ဒါကကျွန်တော်သုံးနေတဲ့ဟာပေါ့နော်ဆိုတော့အဲ့ဒါကအရန်စင်ပြီးတယ်ပြီးတော့ဒီ Apex Trader Funding ဆိုတာကကျွန်တော်တို့ဒီဘယ်လောက်ကောင်းလဲဆိုတော့သူတို့ပတ်စံရတဲ့လူကချက်ချင်းတွေ့ရတယ်နော်ကျွန်တော်တို့မြန်မာလူမျိုးကျွန်တော်တင်တန်းသူတင်တန်းသားတွေလည်းရှိတယ်ပတ်စံထုတ်တယ်လို့ဒီမှာ pay out လို့ရှိရင်တော့နော်အကုန်လုံးဒီမှာကြည့်ဘယ်သူတွေပတ်စံထုတ်လဲဆိုတာကျွန်တော်ချက်ချင်းဒီမှာတွေ့ရတယ်ဆိုAustralia Queensland ကဆိုရင်ဒီမှာဒေါ်လာ2000ထုတ်တယ် Daniel ဆိုရင်လည်းဒေါ်လာ2000ထုတ်တယ်နော်အဲ့လိုမျိုးပေါ့နော်ကျွန်တော် Australia များတယ်ဆိုတော့ Singapore ဆိုရင်လည်းဒီမှာ1950ထုတ်တယ်နော်အဲ့လိုမျိုးပေါ့ဒါပတ်စံသူတို့ဘယ်သူတွေထုတ်သွားလဲဆိုတဲ့ဟာသူချက်ချင်းတွေ့ရတယ်တချို့ Australia တချို့ဟုတ်ပြီ Australia ဒီမှာ Timothy New South Wales ကနေဒေါ်လာ2000ထုတ်တယ်အဲ့ဒါ day trading လို့ခေါ်တယ်ဒါကြတော့ကျွန်တော်ကအသိစိတ်ပြီးတင်တန်းပြီးတာက3နာရီကြာတယ်ဒေါ်လာ300ဖြတ်300ခောက်တယ်ဗောနော်အဲ့ဒါကအသိစိတ်ကျွန်တော်ပြောပြတယ်ပြီးတော့ဘယ်လိုဝင်ရမလဲဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာဗောနော်အဲ့ဒါကအသိစိတ်ပြောပြတဲ့ဟာဗောနော်ဆိုတော့ဒီဟာကိုကျွန်တော်တို့ဒီတိုင်းဝင်လို့မရဘူးပတ်စံတွင်းပြီးမှအကောင့်ဝင်ရတယ်ဒေါ်လောဆယ်တော့ပတ်စံကဟိုဘယ်လောက်တွင်းရလဲဆိုတော့ဒေါ်လာ50ခွန်တွင်းရတယ်ဒေါ်လာ50ခွန်တွင်းပြီးပြီဆိုရင်တော့ပတ်စံသူတို့ကဒေါ်လာ3000အမြတ်ရှာပေးရတယ်ရှာပေးပြီးဆိုရင်တော့နောက်ထပ်ဒေါ်လာ140တွင်းပြီးတော့အခုlifetime ပေါ့တစ်သက်လုံးကျွန်တော်တို့ဒေါ်လာဗာလဲပတ်စံတွင်းစရာမလိုဘဲနဲ့အမြတ်ထုတ်လို့ရတယ်เนาะဆိုတော့ဒီဟာကကျွန်တော်လုပ်နေတာပေါ့เนาะခုလောလောဆယ်ဒီဟာကျွန်တော်အကောင့်ဖြစ်တယ်ဒီ Epic Trader Funding နဲ့အခုနကျွန်တော်တို့ဒီဟာကိုကျွန်တော်ချိတ်ဆက်ရပြီးတော့ပတ်စံရှာရတယ်ဒီမှာဥပမာပြောမှဆိုဒါဘောလုံးကွင်းပေါ့နော်ဒီကနေကျွန်တော်ပတ်စံအမျက်ရှာတယ်တခါတလေရှုံးတယ်ဥပမာဒီဟာမျိုးဆိုရင်ကိုယ်တခါလေခုနမေးတဲ့ဟာပေါ့နော်ဒါမခတ်ဒီမှာအပေါ်ထပ်တက်မယ်သူထင်ပြီးတော့လှုပ်လိုက်ရအောက်ဆင်းတော့ရှုံးတဲ့ဟာလည်းရှိတယ်အဲ့ဒါပေါ့နော်
အဲ့ဒါကြောင့်ဒီဟာကဘောလုံးကွင်းပေါ့နော်ပြောမယ်ဆိုရင်ဒီမှာ trading လုပ်တယ်အရှုံးအမြတ်ကဒီမှာပေါ်တယ်ပြီးတော့ဒီထဲကိုအရှုံးအမြတ်ကကျွန်တော်နော်ရှင်းပြလိုက်မယ်နော်ဘယ်မှာပဲရောက်လဲ okay ဒီမှာကျွန်တော်ရဲ့အကောင့်က230နံပါတ်9326ဒီမှာလည်းအတူတူပဲ230အကောင့်နံပါတ်ကဒီမှာ9026เนาะတူတူပဲဒီမှာကိုအမြတ်ရတမြတ်ဟာအရှုံးတာပဲဖြစ်ဖြစ်မြတ်တာပဲဖြစ်ဖြစ်ဒီထဲကိုရောက်သွားတယ်ဒီထဲနေကျွန်တော်ပတ်စံထုတ်တယ်ဒီမှာက day trading ခေါ်တယ်ဆိုတော့ခုနပထမ trading ကြတော့ခုပတ်စံရှိမှရတယ်ပတ်စံရှိမှရမယ်ဒါကြတော့ account fee ပဲပြရတယ် account fee သွင်းပြီးပြီဆိုရင်တော့နှစ်ခါသွင်းရတာပေါ့နော်ပထမတစ်ခါတော့ဒေါ်လာ59 58လောက်ပြရတယ်ဒုတိယကျတော့ဒေါ်လာ140ဆိုတော့ကျွန်တော်တို့အော်စင်ဝင်နေဆို200လောက်သွင်းရတယ်အဲ့နှစ်ခုသွင်းရတာပေါ့နော်အဲ့ဒါပြီးရင်ပတ်စံရှာဒါပေမဲ့သူ့မှာ rules တွေအများကြီးရှိတယ်စီကံချက်တွေအများကြီးရှိတယ်နော်အကောင့်လည်းတည်သွားတယ်အကောင့်တည်ရင်လည်းတစ်ခါပြန်ဝယ်ရတယ်ဒါကြတော့ကျွန်တော်အတိစိတ်ဒီညတော့မပြောဘူးเนาะဘာကြောင့်လဲဆိုတာက3နာရီလောက်ကြာတယ်เนาะ3နာရီဒါကြတော့ကျွန်တော်တင်တန်းပြီးတယ်တယောက်ကို300ဖြတ်တာပေါ့เนาะအဲ့ဒါကကျွန်တော်တို့ဒီအခု trading လုပ်နေတဲ့ဟာပေါ့เนาะ okay ဒီမှာကျွန်တော်ပတ်ဆိုင်ရတဲ့ဟာဒီเนาะ2000ကျွန်တော်နာမည်နဲ့ဒီမှာ2000ဒီမှာ2000ဒီမှာရက်တွေလည်းမတူဘူးเนาะဒီမှာရက်တွေလည်းမတူဘူးဒါ2000เนาะဒါကကျွန်တော်အခု day trading လုပ်တဲ့ဟာဒါပေါ့เนาะဒီဟာနေပတ်ဆိုင်ရတယ်ဒီမှာ trade တယ်ဒီမှာပတ်ဆိုင်ရှာတယ်เนาะဒီဟာကကျွန်တော်တို့ခုလုပ်လက်ရှိလုပ်နေတဲ့ဟာပေါ့เนาะဆိုတော့အဲ့ဒါက trading လို့ခေါ်တယ်အားကြောင့်ကျွန်တော်တို့trading နဲ့ပတ်သက်ပြီးတော့ပတ်စံတကယ်ရလားအဆင်ပြေဟုတ်ရဲ့လားเนาะအဲ့ဒါတွေကကျွန်တော်တို့လူခင်ဗျားတို့ကိုကျွန်တော်ဗာလဲအလကားနဲ့ဘယ်လိုအခမဲ့ပေါ့နော်အခမဲ့နဲ့ကျွန်တော်လုပ်ပြီးတာဖြစ်တယ်တကယ်လို့စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော် online မှာ register လုပ်လို့တော့ရတယ်เนาะဒါပေမဲ့ခုနကျွန်တော်ပြောသလိုပဲ trading လုပ်တော့မယ်ဆိုရင်ကိုဘာတွေလိုအပ်လဲဆိုတော့ဘာတွေဘယ်သူတွေလုပ်တင်လဲဆိုတော့ကျွန်တော်ခုနပြောတာပေါ့နော်ကျွန်တော်လူတိုင်းကိုတော့ကျွန်တော်တင်တတ်မပြီးချင်ဘူးဘာကြောင့်လဲဆိုတော့ risk လည်းများတယ်เนาะဘယ်သူတွေလုပ်ရမလဲဆိုတော့เนาะစိတ်ရှိတတ်တဲ့လူတွေပဲเนาะလုပ်ရမှာပေါ့เนาะပြီးတော့ဒီမှာငွေကြီးရှုံနိုင်တဲ့လူစီကံရှိပြီးစိတ်ရှိတဲ့လူအချိန်ပေးနိုင်တဲ့လူတင်ယူလူစိတ်ရှိတဲ့လူအန်ဒီယေကိုစီမံနိုင်တဲ့လူဒီအချက်5ချက်မရှိဘဲနဲ့တော့ register မလုပ်နဲ့ပေါ့နော်ဘာဖြစ်လဲဆိုတော့ခင်ဗျားပတ်စံကျွန်တော်လည်း300ပေးရမယ်ပြီး account fee လည်းမဖြစ်မနေပေးရမယ်ဆိုတော့အဲ့ဒါက350 360လောက်မဖြစ်မနေအရင်ဆုံးကုန်အောင်ပေါ့နော်အဲ့ဒါဒီကျွန်တော်တို့ကုန်နိုင်တယ်ကိုစိတ်တကယ်စိတ်ဝင်စားတယ်ဆိုရင်တော့ဒါလုတ်တင်တယ်ဒါမှမဟုတ်ရင်ကိုကဒါကျွန်တော်နဲ့အဆင်မပြေသေးဘူးဆိုရင်တော့ကျွန်တော်လည်းအားမပြေဘူး။ဘာကြောင့်လဲတင်ရတာလဲခက်တယ်လို့ခင်ဗျားတို့တော့လည်းအနောက်ရှက်ဖြစ်တယ်ခင်ဗျားတို့တော့လည်းမကောင်းဘူးကျွန်တော်တော့လည်းမကောင်းဘူးเนาะ။ဒါကခင်ဗျားတို့သဘောပေါ့เนาะဆိုတော့ကျွန်တော် register လုပ်လို့ရတယ်